မင်္ဂလာပါရှင်ညီမတို့ကျွဲရှာကနေကြိုဆိုပါတယ်ရှင်ညီမဒီနေ့ပြောပြပေးမယ့် subprint လေးကတော့ site evaluation ဆိုတဲ့ subprint လေးပဲဖြစ်ပါတယ်ရှင်ဒီ subprint လေးကို performance management အောက်က site evaluation ဆိုတဲ့ subprint လေးကနေသွားနိုင်တယ်လို့ web application မှာလည်း site evaluation ဆိုပြီးတော့ရိုက်ရှာလို့ရပါတယ်ရှင်ဒီ subprint လေးမှာတော့ performance appraisal အတွက် employee ကိုယ်တိုင် site evaluation weightage ပေးနိုင်တဲ့နေရာလေးပါရှင် employee ကိုယ်တိုင်ဒါ weightage ပေးမယ်ဆိုရင်တော့ site evaluation ဆိုတဲ့ subprint လေးကိုလာပေးရပါမယ်ရှင်ဒီမှာတော့ကို performance ပေးခြင်းနဲ့ appraisal title ကိုရွေးချယ်ပေးရပါမယ်ရှင် appraisal title လေးရွေးချယ်ပြီးပြီဆိုရင်တော့ employee ကကိုယ်တိုင် site evaluation weightage ပေးနိုင်တဲ့ KIA KPI လေးတွေကြာလာမှာပဲဖြစ်ပါတယ်ရှင် employee ကိုယ်တိုင်လည်းသတ်မှတ်ထားတဲ့ weightage အပေါ်မှာစတင်ပြီးတော့ rating လေးတွေ comment လေးတွေရေးပြီးတော့ evaluation ပေးလို့ရပါတယ်ရှင်employee ကိုယ်တိုင် participant performance အတွက် rating လေးတွေနဲ့ comment လေးတွေရိုက်ထည့်ပြီးပြီဆိုရင်တော့ညာဘက်ထောက်မှာရှိတဲ့ save button လေးကိုနှိပ်ပေးရပါမယ်ရှင်ဒီ subprint လေးကတော့ employee ကိုယ်တိုင် performance appraisal အတွက်ကိုယ်တိုင်ပေါ့နော်ဒီ KIA KPI အပေါ်မှာ rating လေးတွေပေးလို့ရတဲ့ subprint လေးပဲဖြစ်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်တိလို့လာတဲ့ရှိပါကညီမတို့ရဲ့ကြွေးရှာရင် like ချက်တာမို့ support email လေးကနေလည်းတစ်ဆင့်မေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်